င်္ဂလာပါဒီနေ့ဖြူကတော့ဒီဇွန်ဆက်လေးဝယ်လာပြီပေါ့နော်အဲ့ဒါလေးကိုဖြူနဲ့တူတူအမောင်းစင်းလုပ်ပြီးတော့ဘာတွေအသုံးဝင်လဲဆိုတာကြည့်ကြည့်ရအောင်နော်သူကကြတော့ပထမဆုံးအနေနဲ့ဒီဟာထွက်လာတယ်ဒါလေးကကြတော့ဖြူတို့ဟိုဟာလေးရောင်းမလေးပေါ့နော်ကြော်တာလော်တာအတွက်သုံးလို့ရတယ်ဒါလေးကတစ်ချောင်းပြီးရင်ဒီဟာဒါလေးကကြတော့ဟိုရောင်းမတစ်ခုပဲသူကကြတော့ဖြူတို့အသားတွေနေတာတွေမှုတာတွေပေါ့နော်အဲ့လိုမျိုးကြီးမှာသုံးလို့ရတယ်ဟင်းချက်တဲ့နေရာမှာလည်းသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာ brush လေးဒီ brush လေးကကြတော့ဖြူဟိုကစီတုပ် brush လေးလေအကင်ကင်တာပဲဖြစ်ဖြစ်စီတုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးမှာသုံးလို့ရတယ်မုတ်ဖုတ်တာပဲဖြစ်ဖြစ်နောက်တစ်ခုကဒီမှာဒါလေးကကြတော့ဟိုကြက်ဥမွေတာတို့မုံနစ်မွေတာတို့အတွက်သုံးလို့ရတယ်ဟာလေးတစ်ခုပါမယ်နောက်တစ်ခုကကြတော့ဒီမှာဒါလေးကလည်းရောင်းမအသေးလေးပေါ့နော်ဖြူလို့မှုရဲ့နေရာကြီးဟင်းချက်တဲ့နေရာကြီးမှာလည်းသုံးလို့ရတယ်ဟိုကိတ်မုတ်တွေလေးခရင်ပတ်တဲ့နေရာအဲ့လိုနေရာကြီးမှာလည်းသုံးလို့ရတယ်ဒီတို့တယ်ဒီလိုမျိုး၅မျိုးပါတယ်ဒီတစ်ဆက်နဲ့ဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေသွားပြီ၅မျိုးအောင်ပါဆိုတော့လေဖြိုးကကြတော့ဆီလီကွန်ဆိုလို့ရှိရင်အရန်ကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆီလီကွန်ကပထမဆုံးတစ်ချက်ကကြတော့သူကကျန်းမာရေးနဲ့ညီညွတ်တယ်ကျန်းမာရေးနဲ့ညီညွတ်တယ်ပြီးတော့ကြာရှည်သုံးခံတယ်အပူကလည်း230ဒီဂရီလောက်ထိကိုသူကခံနိုင်တယ်ပြီးတော့အမတို့စတီးစွန်းနေတစ်သားရောင်းမှဆိုလို့ရှိရင်တန်ကြီးတက်တာမှုတက်တာဖြစ်တယ်သူကကြတော့လုံးဝတန်ကြီးတက်တာမှုတက်တာမရှိဘူးဆေးရကြလည်းလွယ်ကူတယ်ပြီးတော့ပေါ့နော်အနံ့နေပါဆွဲရမျိုးလည်းမရှိဘူးဖြိုးကတော့ဆီလီကွန်ဆိုလို့ရှိရင်အရန်ကြိုက်ပါတယ်အမားတို့လည်းဒီလိုမျိုးဇွန်ဆက်လေးလိုချင်တယ်ဆိုလို့ရှိရင် KPD online store မှာသွားမှာလေးရပါတယ်ရှင်ကဲဒီလိုမျိုးအယောင်လေးနဲ့သူကလာရယ်နော်အနက်ဒီမှာဒါဆိုအနက်လေးပန်းရောင်လေးပြီးလို့ရှိရင်ဒီလိုမျိုးအစိမ့်လေးပေါ့နော်အယောင်လေးနဲ့လာပါတယ်အမြန်ဆုံးသွားမှာလိုက်တော့နော်